ခုပို့ချမဲ့သင်ခန်းစာကတော့အဝေးသင်တက္ကသိုလ်တတိယနှစ်စိတ်ပညာအထူးပြုကျောင်းသူကျောင်းသားများအတွက် Health Psychology ဘာသာရပ်မှာပါဝင်တဲ့ Sources of Stress အကြောင်းဖြစ်တယ်။သူတေသီနဲ့ theory ပညာရှင်များက stress ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ်။ Stress is widely defined as a negative emotional state occurring in response to events that are perceived as taxing or exceeding a person's resource or ability to cope. Stress ဖိစီးမှုဆိုတာပုဂ္ဂိုလ်တဦးကမိမိကြုံတွေ့နေရတဲ့အဖြစ်အပျက်များဟာခက်ခဲသည်ဒါမှမဟုတ်မိမိမှာရှိတဲ့စွမ်းရည်ဒါမှမဟုတ်အင်အားများဖြင့်ဖြည့်ရှင်းရမဖြစ်နိုင်ဟုအာယုံသိရာမှဖြစ်ပေါ်လာသောအဖြတ်သဘောစိတ်လှုပ်ရှားမှုအခြေအနေဖြစ်တယ်လို့ stress ကိုကြဲကြဲပြန့်ပြန့်အဓိပ္ပာယ်ဖွင့်ဆိုလာကြတယ်။ This definition emphasizes the important role that a person's perception or appraisal of events plays in the experience of stress. ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ stress ဖြစ်မယ်မဖြစ်ဘူးဆိုတာလူတစ်ယောက်အနေနဲ့ကြုံတွေ့ရတဲ့အဖြစ်အပျက်များကိုဘယ်လိုတန်ဖိုးဖြတ်သလဲဒါမှမဟုတ်ဘယ်လိုသဘောထားသိမြင်သလဲဆိုတဲ့အာယုံသိမှုဟာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ကြောင်းအလေးထားဖော်ပြထားတယ်။ဖိစီးမှုဟာနာမကျန်းမှုကိုဖြစ်စေတဲ့အချက်တစ်ခုလို့ယူဆရပေမယ့်အတိုင်းအတာတစ်ခုအရလူတို့မှာဖိစီးမှုဟာတာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်တယ်။လိုအပ်တယ်မလွဲရှောင်နိုင်ဘူး။ Hence, Selye distinguish between the cause stressor and the effect stress. Hence, Selye ဆိုတဲ့ပညာရှင်က stressor နဲ့ stress ဆိုတဲ့ဝေါဟာရနှစ်ခုကိုလူအများသိအောင်ခွဲခြားပြခဲ့တယ်။ဖိစီးမှုဖြစ်ပေါ်စေတဲ့အကြောင်းရင်းဟာ stressor ဖြစ်ပြီးဖြစ်ပေါ်လာတဲ့အကျိုးဟာ stress ဖြစ်တယ်။တနည်းအားဖြင့်ပြောရရင် stressor ဟာ cause အကြောင်းရင်းဖြစ်ပြီး stress ဟာ effect အကျိုးဖြစ်တယ်။ပိုပြီးနားလည်သွားအောင်ဥပမာနဲ့ရှင်းပြမယ်။ကျောင်းသားတစ်ယောက်ဟာစာမေးပွဲမအောင်လို့ဝမ်းနည်းပြီးငိုရဲဆိုပါစို့။ဝမ်းနည်းပြီးငိုရတဲ့အကြောင်းရင်းဟာစာမေးပွဲမအောင်လို့ပဲ။ဒါကြောင့်စာမေးပွဲမအောင်တာဟာ stressor တနည်းအားဖြင့် cause ဖြစ်ပြီးဝမ်းနည်းပြီးငိုတာကတော့ stress effect ဖြစ်တယ်။ဘဝမှာအသေးဖွဲကိစ္စကနေကြေကွဲစရာကိစ္စအထိဖိစီးမှုဖြစ်စေမဲ့အကြောင်းအရာများနဲ့ပြည့်နှက်နေကြတယ်။ In 1977, R. Lazarus and J. Cohen have identified 3 categories of stressors: cataclysmic stressors, personal stressors, and background stressors. 1989ခုနှစ်မှာ Lazarus နဲ့ Cohen ပညာရှင်တို့ကဖိစီးမှုဖြစ်စေတဲ့အကြောင်းရင်းတွေကိုကဏ္ဍ3မျိုးခွဲပြီးဖော်ပြခဲ့တယ်။အဲ့ဒီ3မျိုးကတော့ 1. Cataclysmic stressors ဖိစီးမှုဖြစ်ပေါ်စေတဲ့ရုတ်တရက်ကြရောက်တဲ့ဘေးအန္တရာယ်ကပ်ဆိုးများ 2. Personal stressors ဖိစီးမှုဖြစ်ပေါ်စေတဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်ရပ်များနဲ့ 3. Background stressors ဖိစီးမှုဖြစ်ပေါ်စေတဲ့နောက်ခံအကြောင်းရင်းတို့ဖြစ်တယ်။ဒီ stressors 3မျိုးအကြောင်းကို Health Psychology ဖတ်စာအုပ်မှာရှင်းပြထားတယ်။ပထမဦးဆုံး Cataclysmic stressors အကြောင်းရှင်းပြမယ်။ Cataclysmic stressors refer to those events that happen to several people or whole communities at the same time. Cataclysmic stressors ဆိုတာကတော့တစ်ချိန်တည်းမှာလူအဖွဲ့အစည်းတစ်ခုလုံးဒါမှမဟုတ်လူပေါင်းများစွာကြုံတွေ့ရတဲ့ဖြစ်ရပ်တွေဖြစ်တယ်။ Natural disasters, wars, massive layoffs, and technological disasters are all examples of cataclysmic stressors. ဥပမာသဘာဝဘေးအန္တရာယ်တွေ
စစ်ပွဲတွေအလုတ်သမားပေါင်းများစွာအလုတ်ကယာယီထုတ်ခံရတာတွေစက်ပိုင်းဆိုင်ရာပျက်စီးတာတွေဟာ Cataclysmic Stressors တွေပဲဖြစ်တယ်ဒီအဖြစ်အပျက်တွေကျော်လွန်ပြီးဖြည့်ရှင်းပြီးသွားရင်လူတွေဟာအနာဂတ်ကာလကိုမျှော်တွေးကြည့်လို့ရပြီဖြစ်တယ်ဒါအပြင်ဒီကတ်ဆိုးနဲ့ရင်ဆိုင်ကြုံတွေ့ရသူအချင်းချင်းရဲ့ခံစားမှုကိုလည်းဝေမျှနားလည်သဘောပေါက်နိုင်တယ်ဖြတ်သန်းရမယ့်အခက်အခဲတွေကိုလည်းနားလည်ပြီးတူးကိုတူးဆက်ဆံရေးပံ့ပိုးမှုတွေပေးနိုင်တယ် Some victims of major catastrophes can experience a post-traumatic stress disorder in which the original events and the feelings associated with them are re-experienced in vivid flashbacks or dreams. ဖိစီးမှုတွေ့ကြုံရင်ဆိုင်ရသူဖို့ post-traumatic stress disorder လို့ခေါ်တဲ့စိတ်ဓာတ်ဖောက်ပြန်မှုဖြစ်ပေါ်စေနိုင်တယ် post-traumatic stress disorder ဆိုတာကတော့ဖိစီးမှုနဲ့ပတ်သက်တဲ့ခံစားမှုတွေကိုအိမ်မက်မှာဖြစ်စေဒါမှမဟုတ် vivid flashbacks ထင်ထင်ရှားရှားစိတ်မှာလျှက်တစ်ပြက်ဖြစ်စေပြန်လည်ရင်ဆိုင်တွေ့ကြုံနိုင်တယ်တပည့်တို့ကို health psychology ဖတ်စာအုပ်တဲက stressors 3မျိုးအနက်ပထမဦးဆုံး cataclysmic stressors ကိုရှင်းပြခဲ့ပြီးဖြစ်တယ် personal stressors ကိုဆက်ပြီးရှင်းပြမယ် personal stressors affect individuals and include events like the death of a parent or spouse, the loss of one's job, or getting divorced. ဖိစီးမှုဖြစ်ပေါ်စေတဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်ရပ်တွေဟာလူတွေကိုစိတ်ထိပါမှုဖြစ်စေနိုင်တယ်။ဥပမာမိဘဇနီးခင်ပွန်းသေဆုံးခြင်းအလုပ်ထုတ်ခံရခြင်းလင်မယားကွဲခြင်းစတဲ့အဖြစ်အပျက်တွေဟာ personal stressors တွေပဲဖြစ်တယ် Thomas Holmes and Richard Rahe 1967 believed that any change that requires a person to adjust his or her behavior and lifestyle would cause stress. Thomas Holmes နဲ့ Richard Rahe ပညာရှင်နှစ်ဦးကဘဝမှာဘယ်လိုပြောင်းလဲမှုပဲဖြစ်စေဖြစ်ပေါ်လာရင်လူတဦးဟာသူ့ရဲ့ဘဝဟန်နဲ့အပြုအမူကိုအဲ့ဒီပြောင်းလဲမှုနဲ့လိုက်ပြီးညှိယူဖို့လိုလာတဲ့အတွက်ဖိစီးမှုကိုဖြစ်စေတယ်လို့ယုံကြည်ကြတယ် In an attempt to measure the amount of stress people experienced, Holmes and Rahe developed the social readjustment rating scale. လူတွေရင်ဆိုင်ရတဲ့ဖိစီးမှုပမာဏကိုတိုင်းတာနိုင်တဲ့ social readjustment rating scale ဆက်ဆံရေးပြန်လည်ညှိယူမှုအကဲဖြတ် scale ကို Holmes နဲ့ Rahe ဆိုတဲ့ပညာရှင်နှစ်ဦးကတည်ဆောက်ခဲ့ကြတယ်ဒီ scale ကို health psychology ဖတ်စာအုပ်မှာဖော်ပြထားတယ် The scale includes 43 positive as well as negative life events ဒီ scale မှာအဖြစ်ပြက်အကောင်းရောအဖြစ်ပြက်အဆိုးပါပါဝင်တဲ့အဖြစ်ပြက်ပေါင်း43မျိုးပါဝင်တယ် Life events range from the most stress-producing, the death of a spouse, to the least stress-producing, parking ticket. ဇနီးခင်ပွန်းသေဆုံးခြင်းဆိုတဲ့ဖိစီးမှုအများဆုံးကနေကားရပ်ဖို့လက်မှတ်မဝယ်မိခြင်းဆိုတဲ့ဖိစီးမှုအနည်းဆုံးဖြစ်စေတဲ့အဖြစ်အပျက်တွေကို scale မှာဖော်ပြထားတယ် Holmes and Rahe found that high scores on their life event scale were linked to a greater likelihood of developing serious physical or psychological problems. ဒီပညာရှင်တွေတွေ့ရှိတာကတော့ life event scale မှာအမှတ်အများဆုံးရရှိခြင်းနဲ့ရုပ်ပိုင်းဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ခြင်းတို့ဆက်ဆက်နေတယ်ဆိုတာပဲဖြစ်တယ် Several problems with the life events approach
have been pointed out. 1. The social readjustment rating scale does not take into account a person's subjective appraisal of an event, response to the event, or ability to cope with the event. Social readjustment rating scale ma aneချက်တွေရှိတယ်။ 1. ဒီ scale ဟာအဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပြီးလူတစ်ယောက်ရဲ့ပုဂ္ဂလတန်ဖိုးဖြတ်တာတွေအဖြစ်အပျက်ကိုဘယ်လိုတုံ့ပြန်တယ်လဲအဖြစ်အပျက်ကိုဘယ်လိုစွမ်းရည်နဲ့ဖြေရှင်းတယ်လဲဆိုတဲ့အချက်တွေကိုမရှင်းပြနိုင်ဘူး။ 2. The life events approach assumes that change in itself, whether good or bad, produces stress. 2. ကောင်းတဲ့ပြောင်းလဲမှုပဲဖြစ်စေဆိုးတဲ့ပြောင်းလဲမှုပဲဖြစ်စေဖိစီးမှုကိုဖြစ်ပေါ်စေတယ်။အခုပို့ချခဲ့တဲ့ stressors ၃မျိုးအနက် cataclysmic stressors နဲ့ personal stressors တို့ကိုရှင်းပြခဲ့ပြီးပြီ။ဆက်ပြီး background stressors အကြောင်းရှင်းပြမယ်။ Background stressors are the daily hassles of life. They are small but persistent problems that irritate and distress people. ဖိစီးမှုဖြစ်ပေါ်စေသောနောက်ခံအကြောင်းရင်းများကတော့လူဘဝမှာတွေ့ကြုံရတဲ့စိတ်ကတိကအောက်ဖြစ်စေမှုတွေဖြစ်တယ်။အသေးအဖွဲဖြစ်ပေမဲ့ရေရှည်တည်တံ့တဲ့ပြဿနာတွေဖြစ်ပြီးတွေ့ကြုံခံစားရသူအတွက်စိတ်အနှောက်အယှက်တောကဖြစ်စေနိုင်သလိုသီးမခံနိုင်လောက်အောင်လည်းဖြစ်တတ်တယ်။ Background stresses include problems like a noisy workplace, poor lighting, or getting stuck in traffic. ဥပမာဆူညံတဲ့လုပ်ငန်းခွင်အခြေအနေအလင်းရောင်အားနည်းခြင်းရင်သွားရင်လာပိတ်ဆို့နေခြင်းစတဲ့ဖိစီးမှုဖြစ်ရပ်တွေဟာ background stressors တွေဖြစ်တယ်။အလုပ်ထုတ်ခံရခြင်းရင်းနှီးချစ်ခင်သူတဦးသေဆုံးခြင်းတို့ဟာအဓိကပြဿနာအဖြစ်အပျက်တွေဖြစ်ပေမဲ့အသေးအဖွဲပြဿနာတွေဖြစ်တဲ့ဘတ်စကားမမိခြင်းအခန်းထဲပိတ်မိနေခြင်းရုံးချိန်အမီမရောက်နိုင်ခြင်းစတဲ့အခက်အခဲတွေဟာလူတဦးမှာနေ့စဉ်လိုဖြစ်ပွားရင်တော့နေ့စဉ်စိတ်ကတိကအောက်ဖြစ်စေပြီးစိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်။အခုပို့ချချက်ကိုပြန်ပြီးသုံးသပ်ကြည့်ရင် health psychology ဖတ်စာအုပ်ထဲက definition of stress ဖိစီးမှုရဲ့အနက်အဓိပ္ပာယ်နဲ့ sources of stress ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကိုရှင်းပြခဲ့တယ်။ဖိစီးမှုဖြစ်စေသောအကြောင်းရင်းတွေကိုသိထားရင်ဖိစီးမှုမဖြစ်အောင်မိမိကိုယ်ကိုသတိပြုထိန်းသိမ်းနိုင်လိမ့်မယ်။ပိုပြီးကြဲကြဲပြန့်ပြန့်သိရှိနားလည်သွားအောင်ဖတ်စာအုပ်ကိုဖတ်ရှုလေ့လာပါလို့တပည့်တို့ကိုပြောကြရင်ပို့ချချက်ကိုရပ်နားလိုက်တယ်။